အမျိုးသားတဦးသည်နျူကလ িয়ার ဘုံတန်းမှလွတ်မြောက်ရန်အတွက်သူ၏အိမ်အောက်တွင်မြေအောက်ဘန်ကာတစ်ခုကိုတည်ဆောက်ခဲ့သည်ဇနီးမောင်နှံနှစ်ဦးဘန်ကာထဲသို့ရောက်သည့်နေ့တည်းနှင့်အပြင်ဘက်ရှိသူတို့၏အိမ်ကြီးမှာခဏချင်းတွင်ပျောက်ကွယ်သွားတော့သည်သိပ္ပံပညာရှင်ဖြစ်သူခင်မောင်ကဘန်ကာတကားကိုအမြန်ပိတ်လိုက်သည်အချိန်တိုက်ဆက်တိုင်မာကို35နှစ်တတ်မှတ်လိုက်သည်နျူကလ িয়ার ဘေးတင်မှုများလုံးဝကင်းစင်သွားရန်35နှစ်ကြာမြင့်မည်ဖြစ်သောကြောင့်ထိုအချိန်ကြိုမှသာအပြင်ထွက်ရန်ဘေးကင်းမည်ဖြစ်ကြောင်းသူကရှင်းပြခဲ့သည်ထိုစကားကိုကြားရသောအခါဇနီးဖြစ်သူမှာထိတ်လန့်သွားသည်သူတို့၏တစ်တာလုံးကိုဤအခန်းချင်းထဲတွင်ပဲကုံဆုံးရတော်မူဟုခံစားလိုက်ရသည်သို့သောကံကောက်သည်မှာခင်မွန်းဖြစ်သူက35နှစ်အတွက်လိုအပ်မည့်အရေးခါနှင့်ပစ္စည်းအစုံလင်ကိုကြိုတင်စုဆောင်းထားခြင်းပင်ဖြစ်သည်သူသည်ဘန်ကာထဲတွင်စူပါမားကတ်အသေးစားလေးတစ်ခုနှင့်28လက်မှ TV အကြီးကြီးတစ်လုံးကိုပါထည့်သွင်းတည်ဆောက်ထားသည်အပျော်ရွှင်ရာစိုးအစိပ်ပိုင်းမှာအချိန်ကြာလာသည့်နှင့်မျှထိုဇနီးမောင်နှံတွင်ကြားမာတန်ဆွမ်းသောတားယောက်ျားလေးတူထုံးကားလာခြင်းဖြစ်သည်မိခင်ဖြစ်သူကသူမ၏သားလေးဂျက်ကိုချစ်ခင်ယူရစွာပြုစုပြောထောင်ရင်းနေ့စဉ်ကစားပေးခဲ့သည်ဖခင်ဖြစ်သူကလည်းအားလည်းချိန်များတွင်ဂျက်ကိုလက်ဝီထိုးနီးများတင်ကြားပေးခဲ့သည်ဤနေရာတွင်နေရောင်ကြီးလုံးဝမရရှိတော့လေထိုမိသားစုမှာတက်တောင်တက်တာဖြင့်ဘဝကိုဖြတ်တန်းခဲ့ကြသည်နှစ်များစွာအကုန်ဆုံးသွားပြီးနောက်တားဖြစ်သူဂျက်မှာအသက်35နှစ်အရွယ်လူလားမြောက်လာပြီးမိဘနှစ်ပါးမှာမူစပင်ဖြူများဖြင့်အိုမင်းမင်းရှိနေကြပြီဖြစ်သည်တညတွင်အပြင်ဘက်မှကျဲလောင်သောအတန်များကိုရုတ်တရက်ကြားလိုက်ရသည်ခင်မောင်နှင်းဇနီးဖြစ်သူတို့သည်ဘာဖြစ်သည်ကိုသိရှိရန်အမြန်ဆုံးတွားရောက်စစ်ဆေးကြတော့သည်